အမလေးဟိုနာလေးတနိုင်နှစ်နိုင်တော့ရှင်းနှခေါင်းကဘာဖြစ်တာလဲကိုကြီးရွှေ ဟိုဟာဖြစ်တာလေ အမလေးဒါကြောင့်မလို့ရှင်းတို့ကိုပြောတာဆွဲလန်းခြင်းလဲတဏှာပဲမြန်နိုးခြင်းလဲတဏှာပဲတွေ့တာခြင်းလဲတဏှာပဲရယူခြင်းဆိုတာလဲတဏှာပဲဟမ်ဒီတဏှာရေရင်ကြောကိုနင်မျောနေသူကာလပတ်လုံးရတော့ဒီဝဲခရက်မှာစုံစုံကုန်မြုံမှာရှင်းတို့ပြန်ပေါ်လာမှာမဟုတ် ဟိုဟာဖြစ်တာ အောင်မလေးအဲ့ဒီဘယ်ဟာဖြစ်ဖြစ်အဲ့ဒီတဏှာနဲ့ပတ်သက်လာလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ရယူပိုင်ဆိုင်ခြင်းတွေကိုစိတ်ကိုလျှော့ပါလို့ပြောတာရင်ဒါကြောင့်မလို့ကျမပြောပြမယ်နားထောင်ဖုန်းကြီးကြောင်းတစ်ကြောင်းအောင်မှာမိသားစုတွေကိုယ်ကွယ်ထားတော့ဖေးနဲ့မအေးရမအားလို့သမီးကိုဆွန့်ပေါ်လှုပ်လိုက်တာသမီးလို့သူကဆွန့်သွားပို့တော့ဖုန်းကြီးကြောင်းလိုက်တဲ့ကြောင်အရှင်ဖရာဒါဘလူကြောင်းလဲငါကြောင်းဒါဘလူပစ္စည်းလဲငါပစ္စည်းဆိုတော့အော်အရှင်ဖရာတော့ငါဆွဲနေပါလားလို့ဆိုပြီးတော့မိန်းကလေးကပြောကြတယ်ငါမကြိုက်နဲ့တော်လဲအဲ့ဒါကြောင့်မလို့ငါမကြိုက်နဲ့ မကြိုက်ဘူး ငါမကြိုက်လို့ရှင်ဘလူကြိုက်တာလေ ငီုံသေးချွေလို့နှာခေါင်းပူပါပါတယ်ပူပါလေ အဲ့ဒါရှင်နှာခေါင်းပူအောင်လုပ်လို့ပူတာမယုတ်သိရှင်ဘယ်လောက်ချွေရလို့လဲ တပိတ်သား မယုတ်သီးလို့တပိတ်သားများချွေးနေနဲ့မယုတ်သီးချွေးတယ်ထမယောတဲနေအောင်တရားမှတ်ခြင်းရတယ်နော်အလုတ်လုံနေနဲ့တပြက်စီလှဲနေနဲ့တရားမှတ်လဲရတယ်တရားမှတ်ဖို့ကျုပ်ကပြောပြတာမယုတ်သီးချွေးနေငါယုတ်သီးချွေးတယ်လို့မှတ်နေလို့ရှင်ဒီနှာခေါင်းကိုကိုင်းစရာလိုလားဟမ်နှာခေါင်းကိုင်းမိတော့ပူမှာပေါ့အဲ့တော့ကိုင်းတဲ့အချိန်ကျတော့အော်ငါကိုင်းမိတယ်ဒီလိုလေးပြောဖို့ကျမပြောပြတာ 你看我开那罗嘛，这样能开一点。 ကျမတရားနဲ့ခိုင်းလို့ကျမမတရားမခိုင်းဘူးကျမဒါတရားနဲ့ပဲခိုင်းကြတာရှင်းအောင်ကျမမတရားခိုင်းတာတခုမှမပါဘူးပူတယ်ခုဆဲလုံးမှာစားပူတယ်အဲ့လိုပူတယ်လို့မှတ်နေတော့ကြအေးတောင်သွားမပူမှန်းအောင်သိမှာမဟုတ်ဘူးဟွန်း သူပြောချင်တာစုပ်ပြောပြီးတော့ အမလေးကျမပြောချင်တာဆိုပဲကျမဘာလို့ပဲခိုင်းတရားတဲ့နီးပဲခိုင်းတာမတရားတဲ့နီးကျမဘသူမှမခိုင်းခဲ့ဘူးကိုကြည့်ရွှေသိထားဖို့လေကျမပြောတာ ချော့မှုခိုင်းလုတ်ပြီးပါလေခုကတ ကို ရား က နဲ့ ချော့ခိုင်းတာလေတရားနဲ့ခိုင်းတာမတရားခိုင်းတာမပါဘူးကိုကြည့်ရွှေရဲ့